ကဲဆရာရဲ့ channel အသစ်ကလေးကနေမျိုးတို့ကိုကောင်းသောမင်္ဂလာညချမ်းလေးပါလို့ဆရာနှုတ်ခွန်းဆက်ပါတယ်ကဲမနက်ဖြန်က14ရက်ကနေပြီးတော့18ရက်နေ့အထိတပတ်စာလေးလုံးအခွေဆရာဘူကလေးနဲ့အတူမျိုးတို့ကိုပြခြင်းလို့ပါကလင်ဒါတော့၄ပင်ကလင်ဒါဖြစ်ရမယ်နော်ကျွန်တော်တို့အမြဲကြည့်နေတဲ့၄ပင်ကလင်ဒါတော့ဖြစ်ရမယ်အပေါ်ဆုံးအတန်းမှုပေါ့ကဲတစ်ချက်ကြည့်လိုက်မယ်နော် channel အသစ်လေးဆိုတော့လဲတူတူနဲ့လိုရင်းပဲပြလိုက်တာပေါ့ကျွန်တော်တို့အခု၄ပင်ကလင်ဒါပေါ့အခု၄ပင်ကလင်ဒါဆိုရင်အခုတစ်ပင်နှစ်ပင်သုံးပင်လေးပင်ပေါ့နော်ဒီလို၄ပင်ကလင်ဒါဒီလို၄ပင်ကလင်ဒါဆိုရင်ဒါတလားစာပေါ့နော်တလားစာကိုကျွန်တော်တို့ကအခုဒီအပေါ်ဆုံးအတန်းကိုကြည့်မယ်ပေါ့နော်အခုအပေါ်ဆုံးအတန်းမှာအခုဘယ်လိုကြည့်မလဲဆိုတော့ဒီအခွေလေးကဒီ998 6အပူးပါခွေဆိုတဲ့အခွေလေးဘာကြောင့်ရလဲဆိုတာကိုအမျိုးတို့ကိုကျွန်တော်မူကလေးနဲ့အတူပြပေးမယ်ပေါ့နော်ကဲတစ်ချက်ကြည့်လိုက်မယ်ကျွန်တော်တို့ဒီမှာအခုဒီ138ဆိုတဲ့အခွေအပူးပါအခွေရဲ့ဗုဒ္ဓဟူးနေ့ထွက်ကနန်းဒီတဲ့ဘေးအပတ်တွေနဲ့တစ်ချိန်ဆင်းသည်ဆိုတော့ကျွန်တော်တို့ဒီမှာခွန်ဆိုပြီးတော့ကြားခဲ့ပေးရပေါ့နော်ခွန်ဆိုပြီးတော့ကြားခဲ့ပေးရ138အပူးပါအခွေကြီးတဲ့ဘေးအပတ်တွင်ဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေကြီးဘေးအပတ်တွင်တစ်ချိန်ဆင်းမယ်ဆိုတော့ဒီမှာကျွန်တော်တို့ခွန်ဆိုပြီးတော့ထွက်ခဲ့ပေးရဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီဘက်ဆက်ကြည့်လိုက်မယ်ခွန်53ဆိုတဲ့အခွေကြီးတဲ့ဘေးအပတ်တွင်တစ်ချိန်ဆင်းပေးမယ်ဆိုတော့ခွန်53ဆိုတဲ့အပူးပါအခွေလေးတွေဒီမှာ53ဆိုပြီးတော့ကြားခဲ့ပေးရပေါ့နော်ဒါဆိုရင်လည်းဒီမှာ339အခွေကြီးတဲ့ဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေကြီးဘေးအပတ်တွင်တစ်ချိန်ဆင်းမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ88ဆိုပြီးတော့ကြားခဲ့ပေးရပေါ့နော်88ဆိုပြီးတော့ကြားခဲ့ပေးရဒါဆိုရင်လည်းဒီမှာ933အခွေကြီးတဲ့ဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေကြီးဘေးအပတ်တွင်တစ်ချိန်ဆင်းမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ30ဆိုတဲ့ကဏ္ဍလေးဆင်းခဲ့ပေးရပေါ့နော်30ဆိုတဲ့ကဏ္ဍဆင်းခဲ့ပေးဆက်ပြီးတော့ကြည့်မယ်9408ဆိုတဲ့အခွေဒီဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေဒီဘေးအပတ်တွင်တစ်ချိန်ဆင်းမဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ85ဆိုပြီးတော့ကြားခဲ့ပြီးတယ်ပေါ့နော်85ဆိုပြီးတော့ကြားခဲ့ပြီးတယ်ဒါဆိုရင်ကျွန်တော်ဆက်ကြည့်မယ်3814ဆိုတဲ့အခွေဒီဘေးအပတ်တွင်တစ်ချိန်ဆင်းမဲ့ဆိုတော့ဒီမှာ88ဆိုပြီးတော့ကျွန်တော်တို့ကြားခဲ့ပြီးတယ်ပေါ့နော်ဒါဆိုရင်ဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေသည်1306အခွေသည်သူ့ရဲ့ဘေးအပတ်မှာတစ်ချိန်ဆင်းမဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ86ဆိုပြီးတော့ကြားခဲ့ပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ဆက်ကြည့်မယ်425ဆိုတဲ့ဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေသည်သူ့ရဲ့ဘေးအပတ်မှာတစ်ချိန်ဆင်းမဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ52ဆိုပြီးကြားခဲ့ပေးရပေါ့နော်425အခွေသည်ဒီမှာ52ဆိုပြီးတော့ကျွန်တော်ကြားခဲ့ပေးရပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဆက်ကြည့်မယ်8426ဆိုတဲ့ဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေဒီသူ့ရဲ့ဘေးအပတ်မှာတစ်ချိန်ကြာပြီးမှကျွန်တော်ဒီမှာ28လဲကြာခဲ့ပြီတယ်ဒီမှာ42ဆိုလဲကြာခဲ့ပြီရပေါ့နော်သူဒီအကြအများဆုံးကတော့ဗုဒ္ဓဟူးမကျော်အကြအများတယ်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ထပ်ကြည့်မယ်ပေါ့နော်426ဆိုတဲ့အခွေဒီတဲ့426ဆိုတဲ့အခွေဒီသူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြာပြီးမှဆိုတော့ဒီမှာ46ဆိုပြီးတော့ကြာခဲ့ပြီတယ်ပေါ့နော်426ဆိုတဲ့အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြာပေးမယ်ဆိုတော့ဒီမှာ46ဆိုပြီးတော့ကျွန်တော်ကြာခဲ့ပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကျွန်တော်ဆက်ကြည့်မယ်3996အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြာပေးမယ်ဆိုတော့ကျွန်တော်ဒီမှာ3996အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြာပေးမယ်ဆိုတော့ဒီမှာ90ဆိုတဲ့ကဏ္ဍကြာခဲ့ပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်ကြည့်မယ်609နှစ်ဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေကြီးရဲ့သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြာပေးမယ်ဆိုတော့
6ခွန်9နှစ်အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ69ဆိုပြီးတော့ကြာခဲ့ပြီးရပေါ့နော်6ခွန်9နှစ်အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ကျွန်တော်ဒီမှာ69ဆိုပြီးကြာခဲ့ပြီးတယ်ဒါကြောင့်ကျွန်တော်ဆက်ကြည့်လိုက်မယ်နော်2369အခွေသည်တဲ့ဟိုဆက်ကြည့်ပါ sorry နော်မမြင်ရဘူး2369အခွေသည်ရဲ့သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ29ဆိုပြီးတော့ကြာခဲ့ပြီးရပေါ့နော်2369အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ဒီမှာ29ဆိုပြီးတော့ကျွန်တော်ကြာခဲ့ပြီးရပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်ကြည့်မယ်3941ဆိုတဲ့အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ဒီမှာ10ဆိုပြီးတော့ထွက်ခဲ့ပြီးရပေါ့နော်3941အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ဒီမှာ10ဆိုပြီးတော့ကြာခဲ့ပြီးရပေါ့နော်ဒါကြောင့်ကျွန်တော်ဆက်ကြည့်အောင်3939နှစ်အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ဒီမှာ33ဆိုပြီးတော့ကြာခဲ့ပြီးရပေါ့နော်အပူပါအခွေပေါ့နော်၄လုံးခွေဆိုတော့3939နှစ်အပူပါအခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးရဆိုတော့ကျွန်တော်ဒီမှာ33ဆိုပြီးတော့ကြာခဲ့ပြီးရပေါ့နော်ဒါဆိုကျွန်တော်ဆက်သွားအောင်3ခွန်နှစ်ဆိုတဲ့အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးရမယ်ဆိုတော့ဒီမှာ20ခွန်ဆိုပြီးတော့ကျွန်တော်ကြာခဲ့ပြီးရပေါ့နော်3ခွန်နှစ်အခွေသည်အပူပါအခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ20ခွန်ဆိုတာကြာခဲ့ပြီးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်သွားရအောင်2ခွန်3ဆိုတဲ့အခွေသည်တဲ့သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးမယ်ဆိုတော့ဒီမှာဒီသူဒီမကြပေးခဲ့ဘူးဟုတ်လား2ခွန်3ခွန်2ခွန်3ဆိုတဲ့အခွေသည်သူ့ရဲ့ဘေးအပတ်တွင်တစ်ချိန်ကြပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာဒီတစ်ချိန်မကြပေးခဲ့ဘူးပေါ့နော်ဒီတစ်ချိန်တော့ဖောက်ခဲ့ပြီးတယ်ဒီတစ်ချိန်တော့ဖောက်ခဲ့ပြီးတယ်ဒီမှာကျွန်တော်ဒီဘက်ကဆိုင်ဝဲလေးရပါတော့မိတူမကူပါကြည့်လို့ဒီလိုလေးပဲထပ်ဆက်ပြီးတော့ပြထားတယ်ပေါ့နော်ထပ်ဆက်ပြီးတော့ပြထားတယ်ထပ်ဆက်ပြတာဒါကြောင့်မလို့2ခွန်3ဆိုတဲ့အခွေသည်သူ့ရဲ့ဘေးအပတ်မှာတစ်ချိန်ကြပေးရမယ်ဆိုတော့ဒီမှာဒီသူဒီမကြပေးခဲ့ဘူးမှန်ကန်မှုအနေထားကြီးအများကြီးပဲเนาะကျွန်တော်အရှိမပြခဲ့သလိုပဲဒါဆိုရင်ဒီမှာတစ်ချိန်မကြခဲ့ပဲခြင်းကြောင့်ဒီက6598အခွေသည်ဒီမှာကျင်းစီပေါက်ကြမယ်ဘာအခွေလဲအမျိုးတို့ရေ6598အခွေသည်ဒီမှာကျင်းတီပေါက်တစ်ချိန်လာမယ်သူ့ရဲ့ဘေးအပတ်တွင်ပေါ့နော်မျိုးတို့ရှင်းတာတော့မသိဘူးကျွန်တော်ပြောပြတာကိုခဏလေးနော်ကျွန်တော်ပြပေးဒီမှာပေါ့နော်ဒီမှာဒီဒါမျိုးလေးပေါ့ကျွန်တော်ဒီရောင်စုံလေးနဲ့ပဲခြေပြလိုက်တယ်ပေါ့နော်ဟုတ်ပြီ6598အခွေဒီရဲ့သူ့ရဲ့ဘေးအပတ်မှာတစ်ချိန်ကြပေးမယ်ဆိုတော့ဒီမှာဒီတူဒီ6598ဆိုပြီးကြမယ်လေးပင်ကလနာဖြစ်ရမယ်အပေါ်ဆုံးတန်းတူဒီဒီမှာနော်ဒီမှာမှန်ကန်မှုအနေထားကြီးအများကြီးပဲမှန်ကန်မှုအနေထားကြီးမှန်ကန်မှုအနေထားကြီးအများကြီးပဲနော်ဒီမှာဘယ်နှပင်တောင်ရှိလဲဆိုတော့1ပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်11ပင်12ပင်13ပင်14ပင်15ပင်16ပင်16ပင်တော့မှန်ကန်မှုရှိကြတယ်ဒီတစ်ချိန်လေးပဲသူဒီဖောက်ပေးခဲ့တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီတစ်ချိန်စီဖောက်ပေးခဲ့တဲ့ကြောင့်6598ဒီမှာကျင်းစီပေါက်လာလိမ့်မယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီတစ်ပတ်အမျိုးတို့ဒီ3ရက်မကျော်ပေါ့ဒီအခွေလေးကဘာဖြစ်တယ်အပေါ်ဆုံးတန်းမှု4ပင်ကလင်ဒါဖြစ်ရမယ်2သိန်းတန်3လုံးခွေဗုဒ္ဓဟူးနေ့ထွက်ကနန်းအခွေသည်ဘေးအပတ်တွင်တစ်ချိန်ဆင်းသည်5986ပူးပါခွေနော်ဒါကျွန်တော်ခေါ်လို့ကောင်းဆိုပြီးပြန်ရတာအတူတူပါပဲနော်ဒီမှာအတူတူပဲနော်5986အပူးပါအခွေဒီမှာကြည့်ပါဟုတ်တယ်နော်အတူတူပါပဲနော်6598အခွေနဲ့5968အခွေနဲ့အတူတူပါပဲပေါ့နော်ကျွန်တော်59နဲ့58နဲ့ကိုတော့ကြိုက်တယ်အပူးလေးပါထည့်ခွေပေါ့နော်ဒီလေးလုံးခွေလေးကိုကျွန်တော် channel အသစ်ကလေးကိုလည်း subscribe လေးနှိပ်ဖို့မမေ့ကြနဲ့အသေးလေးတွေလက်မလေးလက်ကလေးတွေပေးခဲ့ကြအောင်နော်ကျွန်တော်နောက်ရကြမှာပဲအေးဆေးဆေးလေးနဲ့ဒီချာလေးထပ်ပြီးတော့ဒီဘက်မူလေးတွေနဲ့ကျွန်တော်ထပ်ပြပေးပါမယ်နော်ကျွန်တော် channel အသစ်လေးဆိုတော့တူရင်းလိုရှင်းလေးနဲ့ပဲအမျိုးတွေကိုပြပေးတာပါနော်5986အပူးပါအခွေပြင်းစီ59နဲ့58ဒါမျိုးတို့နော်
ကဲဒီဟာလေးအမျိုးတို့ screen shot လေးရိုက်ပြီးယူထားလို့ရပြီနော်5986အပူပါခွေ screen shot လေးရိုက်ပြီးယူထားလို့ရပြီကဲကျွန်တော်ရဲ့ channel အသစ်ကလေးကို9ရက်သားသမီးများအပေါင်းစိတ်ကျမ်းမာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလူရင်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါပြီးစီးဝါလက်လက်ပတ်တွေဖွံ့ဖြိုးတိုးတက်ကြပါစေကဲကျေးဇူးပဲเนาะကျေးဇူးအများကြီးတင်ပါတယ်